ဆိုင်နေတော့ရိုက်မယ်ဆိုတော့ဆိုင်ကပိတ်တယ်ပန်းနေတော့ရိုက်ရင်အဲ့ပန်းတွေကကျွေတယ်ဒီနေ့ကတော့ကီမိုနိုဆိုင်လေးကိုတော့ကြည့်ပါမယ်ဒီပန်းလေးတွေကတော့လက်တလေးပွင့်နေပါပြီဒီအတန်းကြီးကသူကဟိုစားချယ်ရီပွင့်တဲ့အချိန်ဆိုရင်ခုတော့ပွင့်တော့မသိပါလားနည်းနည်းလေးပဲချိန်ဆိုရင်တော့ချယ်ရီတန်းကြီးချယ်ရီတန်းချိန်မိုင်းလောက်တဲ့ဆိုင်လေးပေါ့နော်အဲ့လိုက်တာဒီဆိုင်ကအချိန်မိုင်းလောက်တဲ့ဆိုင်အိမ်ထဲကနေနေလေးပဲအိမ်ထဲကဒီနေရာနဲ့ဆိုရင်တမတ်တိုင်ပဲရှိရတယ်လမ်းလျှောက်လာလို့လည်းရတယ်တထားနဲ့ဆိုတမတ်တိုင်ပေါ့နော်အဲ့ဟိုဆိုင်ကြီးပိတ်ထားလားမိုင်းဒီဆိုင်လာတော့ဒီဆိုင်ကပိတ်နေတော့မကြောက်ဒီဆိုင်လာတာကတနင်္ဂနွေပိတ်တယ်တဲ့တို့ရှောမဒီဆိုင်ဈေးတက်တာလေဒီနားလေးမှလေတန်းလိုက်ကြည့်တယ်လေဒီမှာအတန်းလိုက်ကြည့်ကြတာပြ900ထောင်ဒီနေ့ကျမအဲ့ဆိုင်ပိတ်ရပြန်ဟိုဘက်တစ်ချက်တော့ကြည့်အဲ့ဘက်ချန်နယ်နဲ့စီကြည့်ရနော်ဒီဘက်ချန်နယ်နဲ့စီကြည့်ရဘလို့ရိုက်တိုင်းပန်းနေရတော့ရင်ပန်းနေကျွေတယ်ဆိုင်တော့ရရင်ဆိုင်ပိတ်ဆိုင်တော့ရရင်ဆိုင်ပိတ်တယ်ဆိုင်တော့ရိုက်တယ်နော်ပန်းနေဟုတ်ပါတက်ခဲ့ပါမင်းတို့တော့ပါဟိုးလုံးမြမမပါဘူးပန်းမြင်ရိုက်နေဒါလေးပဲစက်ပစ္စည်းနဲ့အဲ့လိုမျိုးညားနေတာပါခေါ်ပါလေအဲ့ဒါစက်ပစ္စည်းရှောက်ပြောနေမိုးဝဲစားပါနော်မိုးဝဲစားချုပ်တယ်နော်ပတ်သက်တဲ့ဆိုင်ဂျူပိတ်စတွေရောက်နေဆိုင်ပါနော်ကီမိုနိုတွေပိတ်စတွေအချုပ်ပစ္စည်းတွေနော်မစပိတ်တဲ့ဆိုင်နေမြန်ငါတို့ဟိုကရနာကကင်စာပဲတော့မှနေတူတယ်နော်ရနာကကင်စာတော့ပါပြီညပိတ်တယ်ပုံညပိတ်ရနာကကင်စာမပိတ်နေတော့ခါပဲအဲ့တော့ပူလာကျွန်တော်ပူတာပဲပြန်သွားမယ်ရနာကကင်စာကြတော့သူကဒီဟာရဲ့နောက်တစ်ပတ်တစ်ချမ်းပေါ့သူကလောင်းမြန်ဒီဘက်ချမ်းကဟုတ်နောက်ထပ်ခြားဖက်ချမ်းနီပိုလီတော့နီပိုလီပဲရနာကကင်စာကသူကဒီဟိုဟာInstagram မှာဆိုရင်တော်တော်နာမည်ကြီးရပါတော့။တခြားနိုင်ငံဆိုရင်လည်း Insta Sport လို့ခေါ်ပါပေါ့။